အားလုံးပဲမင်္ဂလာပါကြက်ကောင်စပြင်းလို့မနဲ့စောရေတိုက်တာဟာအပူထုတ်ခြင်းနဲ့ဝမ်းမှန်ပြီးမောလုံးအောင်ရေတိုက်ပေးခြင်းသဘောမျိုးပါမနဲ့ရေတိုက်တဲ့ဆိုတာဟာအေးနေတဲ့အချိန်မှာရေတိုက်မယ်ဆိုရင်တတိထားရမှာကလဲဆန်းတွေအောက်ပါးတွေရေဆူသွားရင်အေးပတ်ချွတ်ကြတတ်တာပါပဲကြက်တွေမှာလိုအပ်တဲ့ပမာဏထက်ရေတက်များသွားရင်လည်းကြက်ခုလေးသွားတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဝမ်းကလွဲလို့ရွှေအဖြစ်ထွက်စရာမှုရင်းမရှိလို့ပါပဲ။ရေတိုက်တဲ့အခါမှာအသက်ရှူလမ်းကြောင်းကနေရေဝင်ပြီးအစုပ်ထဲရေဝင်တဲ့အခါမှာလည်းကြက်တွေမောပူလာတက်တာကိုလည်းတတိပြုပါမယ်။ရေတိုက်တဲ့အခါမှာဝမ်းသွားယုံရေရှိပါယုံလေးတာတိုက်တင်ပါတယ်။ရေတက်လိုအပ်တဲ့ကြက်တွေမှာလည်းကြက်ခုပြော့နေတဲ့တာကိုတွေ့ရပါတယ်။စားလို့ကနေကဟာတာတာနဲ့အောက်ပြီးပြော့လာတတ်ပါတယ်။ကိုကြက်ရဲ့အနေထားပေါ်မူတည်ပြီးရှင်းရှင်းလုံးဆောင်တွေ့တတ်ရပါမယ်။ဘယ်အရာမဆိုတန်ဆေးလုံမေးဆိုတာကိုလည်းတတိပြုကြည့်ခြင်းပါတယ်။ကြက်စရာကြီးတွေတပါးရှိတဲ့ညီကိုတွေကကြက်ပဲရေတိုက်ပြပါအောင်ဆိုတဲ့စကားဟာငကားစားတော့ပြီးပြောနေတာမဟုတ်ပါဘူး။ရေတိုက်နည်းမမှန်ခဲ့ရဲ့စုပ်တဲ့ရေဝင်ပြီးကြက်ရဲ့မျက်နှာတွေမဲသွားတတ်ပါတယ်။အဲ့လိုနေစဉ်ရက်ဆက်ရေတိုက်ခံနေရတဲ့ကြက်တကောင်ဟာကြက်ခုလုံးဝပြတ်သွားတတ်ပါတယ်။စုပ်ထဲရေဝင်တဲ့အတွက်မခွန်းနိုင်မဲ့အမောဖောက်လာပါတယ်။ဒါအပြင်ကြက်ခုလေးပြီးလမ်းတွေပါပြတ်သွားတတ်ပါတယ်။အရာအလုံးကစာအုပ်မူကြီးနဲ့လုံးလို့မရတာကိုတော့တတိထားပါ။ပြီးတော့ကြက်တကောင်ရဲ့ခွန်းနိုင်မဲ့ဝိတ်တန်းကိုလည်းနားလေသဘောပေါက်နေမှုလိုပါလိမ့်မယ်။အချို့ကြက်တွေဟာကြက်ပေါက်ပေါ်မှာဆွဆိုးပြီးနေပုံမူလာအတိုင်းခွန်းနိုင်တဲ့ဆိုရင်တော့မှအဲ့ကြက်ကိုဝအောင်ကြည့်ပြီးတိုင်ရင်ကြက်ခုပြတ်သွားပါလိမ့်မယ်။အရာအလုံးကပုံတွေတွက်ဆက်လို့မရဘူးဆိုတာကိုသဘောတရားနဲ့ပြောပြတာပါလို့ပြောရင်အကျက်စီတီကိုပေါင်းတိုက်ချက်ကောင်းတဲ့ပိုင်ဆိုင်နိုင်ကြပါလိမ့်ဗျာ။